ရဲအုပ်မောင်မောင်ရဲ့ရုံးခန်းကိုရဲတက်ချက်အောင်ရောက်ရှိလာပြီးသူဖြည့်ရှင်းရခက်ခဲနေတဲ့စိတ်ဝင်စားဖွယ်လူသက်မှုတစ်ခုအကြောင်းကိုအကူအညီပေးဖို့အကြံဉာဏ်တောင်းခံလာပါတယ်။ကလျာဆိုတဲ့မိန်းကလေးတစ်ယောက်ကညနေ9 နာရီဝန်းကျင်ခန့်သူ့နေအိမ်တိုက်ခန်းတကားအဝမှာထိုးသွင်းဒဏ်ရာတွေနဲ့သေဆုံးနေခဲ့ပါတယ်။စစ်ဆေးချက်ရလဒ်တွေအရညွန်ပြနေသူကတော့သေဆုံးသူမက်ကလျာရဲ့လူဖော်ကိုင်ပဲစိုးကြီးဆိုတဲ့သူပါပဲ။ဒါပေမဲ့ခက်နေတာကစိုးကြီးရဲ့တံပြန်တက်တေကန်ချက်ကလည်းခိုင်မာနေပြီးပြန်လဲခြေဖြတ်ရခက်လွန်းနေပြန်။စိုးကြီးကသူရုံးကအပြန်ဟိုတယ်တစ်ခုကိုရောက်ရှိနေကြောင်းထွက်ဆိုထားပါတယ်။သူလုံးရှိရာရုံးကနေညနေ4 နာရီခွဲမှာဟိုတယ်ကိုထွက်ခွာလာခဲ့ပြီးဟိုတယ်ဝန်ထမ်းရဲ့တက်တေကန်ချက်အပြင် CCTV မှတ်တမ်းအရသူရောက်ရှိချိန်ဟာအခင်းဖြစ်သည့်နေ့ညနေ9 နာရီ 25 မိနစ်ဖြစ်ကြောင်းအခိုင်အမာလဲပြသနိုင်ခဲ့ပါတယ်။ဒါကြောင့်အမှုကိုရှေ့ဆက်လိုက်ဖို့အခက်အခဲဖြစ်နေရကြောင်းရဲအုပ်မောင်မောင်ကိုရှင်းပြပါတယ်။ရဲအုပ်မောင်မောင်ကသူယူလာတဲ့တက်သေးကန်ကျွတ်တွေနဲ့မှုခင်းမှတ်တမ်းတွေကိုတီတီချာချာဖတ်ရှုပြီးပြည့်စုံတဲ့တက်သေးကန်ကျွတ်တွေမှာကြီးမားတဲ့ချုပ်ရင်းချက်တွေပါဝင်နေတတ်တဲ့ကိုအောင်ရေးလို့ပြောပြီးကူညီပေးမိဖြစ်ကြောင်းလက်ခံထားလိုက်တယ်။ဘယ်သူမှမချိုးပြတ်နိုင်ဘူးလို့ထင်ရတဲ့တက်သေးကန်ချက်တွေနဲ့ကြိုတင်စီစဉ်မှုတွေကိုဘလို့ဖော်ထုတ်နိုင်ခဲ့တယ်လဲဆိုတော့